အားလုံးပဲမင်္ဂလာပါနော်တူတူပါရှင်ချမိတ်ဆွေညီကိုများအားလုံးပဲမင်္ဂလာပါပြည့်စုံနိုင်ကြပါစေလို့ဒီနေ့နေပြီးတော့ဥစ္စာပထမဆုတောင်းပေးရပါဗျာခဲအားလုံးပဲနောက်ကျွန်တော်ကိုမြင်နေအားပေးတယ်ကျွန်တော်ချမိတ်ဆွေများညီကိုများအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့ဝိုင်းပြီး share ပေးပါမျှဝေထားပေးပါဘာကြောင့်လဲဆိုရင်အခုဗီဒီယိုဖိုင်လေးဒီဒါကျွန်တော်ကိုမြင်နေအားပေးတယ်ကျွန်တော်ရဲ့ကိုယ်မလေးအခုမှတွေ့တယ်ကျွန်တော်လူတစ်ကိုယ်မလေးအတွက်အခုဗီဒီယိုဖိုင်လေးကဒါအကျိုးရှိဗီဒီယိုဖိုင်လေးဖြစ်တယ်အကျိုးရှိဗီဒီယိုဖိုင်လေးဖြစ်တယ်ဘယ်လိုမျိုးတွေအကျိုးရှိရဆိုရင်ကျွန်တော်တို့မနက်ဖြန်အင်္ဂါနေ့နော်မနက်ဖြန်အင်္ဂါနေ့အတွက်လေးကိုလာရောက်ပြီးတက်ဆက်ပေးတဲ့ဗီဒီယိုဖိုင်လေးတွေဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ရဲ့မိတ်ဆွေတွေကဒီညနေမှာဘယ်လူတွေဘလောက်ကိုပေါက်ကြလဲဘယ်လူတွေဘလောက်ကိုရကြလဲပေါက်ကြီးတွေမှတ်မိပါဘာကြောင့်လဲဆိုရင်ကျွန်တော်တို့9ထိပ်စီပြီးခဲ့တယ်လုံးဝကို9ထိပ်စီစီလုံးဝအောင်မြင်ရရှိခဲ့ပါလေနော်9ထိပ်စီ50ခွန်လုံးဝအောင်မြင်ရရှိခဲ့တယ်အဲကြောင့်မို့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ညီကိုမွားတွေကနောက်ဒီညနေမှာကျွန်တော်တို့50ခွန်မှာကျွန်တော်တို့ရခဲ့တော့ပဲကျွန်တော်တို့မနက်ဖြန်မှာလဲထပ်ပြီးရအောင်ထပ်ပြီးတော့စူးစမ်းထားလဲအဲကြောင့်မို့ကျွန်တော်ရဲ့ကိုင်မလေးကျွန်တော်ရဲ့မိတ်ဆွေအားလုံးကနော်မနက်ဖြန်ကျွန်တော်တို့အင်္ဂါနေ့နော်မနက်ဖြန်အင်္ဂါနေ့6ရက်တလပိုင်း2026နော်6ရက်တလပိုင်း2026အင်္ဂါနေ့ကျွန်တော်7နိုင်ဈေးပေါ့ဗျာနော်အင်္ဂါနေ့ကျွန်တော်7နိုင်ဈေးမယုံတခွက်ကောင်းလေးကိုလာရောက်ပြီးမျှဝေပေးတယ်လာရောက်ပြီးတင်ဆက်ပေးတယ်အဲကြောင့်မို့ကျွန်တော်ရဲ့ကိုင်မလေးဘက်ကနေပြီးတော့မနက်ဖြန်အင်္ဂါနေ့မနက်ပိုင်းမှာမယုံတခွက်သေးပဲလိုချင်တဲ့ပပနိုင်ပေါက်ကျင်ပါလေပပနိုင်ရကျင်ပါလေတခါမှလည်းမရဘူးရဘူးကျင်တယ်တခါမှလည်းမပေါက်ဘူးပေါက်ဘူးကျင်ပါလေနော်အခုမှတွေ့လို့အခုမှတွေ့တဲ့ကိုင်မလေးနော် live စော့ကျင်ပါလေလိုက်ကစားကျင်ပါလေဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေညီကိုမလေးကတခါလဲကြည့်သွားပါတခါလဲကြည့်တခါလဲယူသွားပါမကြည့်ခင်လေးမှာလက်မလေးနှိပ်မယ်ကျွန်တော်ရဲ့ YouTube channel ကို subscribe မနှိပ်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပါလေးနှိပ်ပြီးကြည့်ပေးပါဘာကြောင့်လဲဆိုရင် subscribe channel ကို subscribe လေးနှိပ်ခိုင်းတယ်ဆိုတော့ကျွန်တော်လွှင့်တဲ့အခါကျွန်တော်တင်ပေးတဲ့အခါလေးကိုမြင်တဲ့မြင်တွေ့ရအောင်လို့ channel ကို subscribe လေးနှိပ်ခိုင်းတာဖြစ်ပါတယ်နှိပ်ပြီးသားကိုင်မလေးကတော့လက်မလေးနှိပ်ပြီးအများမြင်များတွေ့များပုံ share ဘူး share လေးတွေမျှဝေထားပါ share ဘူး share လေးတွေမျှဝေခိုင်းရဆိုတော့ကျွန်တော်ဒီတူတယောက်တည်းပေါက်ဖို့တူတယောက်တည်းအဆင်ပြေဖို့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လွှင့်ပေးတာမဟုတ်ဘူးကျွန်တော်လွှင့်ပေးတာဒီအများမြင်များတွေ့များပုံကိုကျွန်တော်တင်ဆက်ပေးတယ်ကျွန်တော်လွှင့်ပေးတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်မြင်တဲ့အားပေးရဲ့ကျွန်တော်နေတိုက်ကိုင်မလေးရှိခဲ့တူပဲကျွန်တော်ရဲ့လူကောင်းလူတက်ကိုင်မလေးရှိတယ်အဲကြောင့်မို့မပေါက်ဘူးတဲ့ကိုင်မလေးပေါက်ဘူးတော့မရဘူးတဲ့ကိုင်မရဘူးတော့အစင်ပြေတဲ့ကိုင်မအစင်လေးပြေသွားအောင်ဈေးဖို့လိုချင်တဲ့ဆိုမလေးဈေးဖို့ရောက်သွားအောင်နောက်ရှုံးမြဲရတဲ့ဒီသမားလေးရှုံးထားတဲ့ကျွေးတွေကိုကြေအောင်လို့ကျွန်တော်လာရောက်ပြီးမျှဝေပေးလာရောက်ပြီးမျှဝေပေးတဲ့ဖြစ်တဲ့ကြောင့်မို့ကိုင်မလေးပတ်ကနေလမ်းမလေးတွေတယောက်ကိုချက်စီတွေနှိပ်ထားပါအကြိုက်တူပါလေဝါနာတူပါလေယုံကြည်မှုရှိပါဆိုရင်လမ်းမလေးနှိပ်ထားပေးပါနော်လုံးဝအကြိုက်မတူလုံးဝဝါနာမတူလုံးဝယုံကြည်မှုမရှိရင်တော့လုံးဝမထိုးပါနဲ့လုံးဝမကစားပါနဲ့ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီနော်ယုံကြည်မှုနဲ့ပဲလုပ်တယ်ယုံကြည်မှုနဲ့ပဲကျွန်တော်ရှင်းဆက်ပြီးကျွန်တော်လက်တဲသွားလာဖြစ်တယ်နော်ယုံကြည်မှုနဲ့ပဲကျွန်တော်လက်တဲသွားလာဖြစ်တဲ့ကြောင့်မို့ကိုင်မလေးဘက်ကလည်းယုံကြည်မှုလိုက်စောပါလိုက်ကစားပါဘာကြောင့်ဆိုကျွန်တော်တို့မနက်နဲ့ညကိုတစ်ချိန်အာမခံတယ်ကံကောင်းရောနှစ်ချိန်မိမယ်အဲကြောင့်မို့နော်တပတ်လုံးကိုတော့ကျွန်တော်10ချိန်ရှိမယ်ဆိုရင်10ချိန်ကိုကျွန်တော်ကိုင်မလေး9ချိန်တော့မို့6ချိန်တော့အကောင်းဆုံးတွေကိုစူးစမ်းပြီးလုပ်ပြီးတယ်9ချိန်တော့မို့6ချိန်တော့ကိုအကောင်းဆုံးမှာစူးစမ်းပြီးလုပ်ပြီးဆိုတော့ကျွန်တော်ပတ်တိပဲဖြစ်ဖြစ်အကော့ပဲဖြစ်ဖြစ်ကျွန်တော်ဒီအားသာချက်ဒီကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ပတ်တိဘက်ကိုအားသာတယ်ဒါပေမဲ့ကျွန်တော် break ကိုလုံးဝချုပ်ပြားခါကြရင်တစ်ခွက်ကောင်းလေးကိုကျွန်တော်ထုတ်ပေးပါလေ။နောက်ကြောင့်မို့ကျွန်တော်ကိုမာလေးဘက်ကနေပြီးတော့တစ်ပတ်လုံးကိုတော့တွဲကျင်နေဆိုရင်တော့ကျွန်တော်ပြီးမဲ့ပတ်တိတွေကိုလိုက်စော့ပါကျွန်တော်ပြီးမဲ့မရုပ်ကွက်တွေကိုလိုက်ကစားပါ။နောက်အဲကြောင့်မို့ကျွန်တော်ကိုမာလေးကျွန်တော်တို့မနက်ဖြန်မှာကျွန်တော်ကစားရမယ်ပတ်တိဒီ၄ကိုပတ်တိဖြစ်တယ်။နော်ပတ်တိက၄ကိုပတ်တိ၄ကိုကြိုက်ကိုမာလေးက၄ကိုပတ်ပြီးမယ်၉ကိုကြိုက်ကိုမာလေးက၉ကိုပတ်ပြီးမယ်၄ကိုပတ်တိတစ်လုံးလာပါလိမ့်မယ်ကျွန်တော်အကြဆုံးပတ်တိဒီမနက်ဖြန်မှာ၄ပတ်တိကြိုက်တယ်။နော်အကြဆုံးပတ်တိက၄ပတ်တိလေးနှစ်ကိုကြိုက်တဲ့ကိုင်မလေးလေးနဲ့မရော့ကွက်ဒီ4နှစ်40 46 48လေးနဲ့ဆိုရင်4နှစ်40 46 48 9နဲ့မရော့ကွက်ဒီ91 98 93 95ပါနော်9နဲ့ဆိုရင်98 93 91 95ဖြစ်တယ်နော်9နဲ့ဆိုရင်ဒီကနေ့ကြိုက်တယ်လုံးဝကိုပပနိုင်ထိုးရမယ်တကွက်ကောင်းလေးဒီ40တကွက်ကောင်းကြိုက်တယ်မနှက်ဖြန်မှာ4ရိအားကောင်းတယ်ဗေဒမလေး4ရိအားကောင်းတယ်တကွက်ကောင်းဒီ40တကွက်ကောင်းလေးပါထိမိမိလေးနဲ့ရှုံထားတဲ့ကျွေးတွေကိုကျေးချင်းနဲ့ထိမိမိလေးကစားချင်းနဲ့ဆိုရင်40တကွက်ကောင်းလိုက်စော့ပါလိုက်ကစားပါလုံးဝအေကန်မှုချလုံးဝအောင်မြင်ပါလိမ့်မယ်လုံးဝအောင်မြင်ရရှိပါလိမ့်မယ်အဓိကဒီကျွန်တော်ပြောလို့ပဲယုံကြည်မှုနဲ့လိုက်စော့မယ်ဆိုရင်အောင်မြင်ပါလေနော်ယုံကြည်မှုမရှိဘဲနဲ့ဒါလိုက်စော့မယ်ဆိုရင်တော့ကျွန်တော်ကန်နာလာပဲဖတ်တင်ပါလေအကြောင်းမို့ကျွန်တော်ကမာလေးအောင်မြင်ခြင်းနဲ့ပေါက်ပူးခြင်းနဲ့ရာဝီးခြင်းနဲ့ဆိုရင်ကျွန်တော်ဘာလို့အောင်မယုံကြည်မှုရှိဖို့ပဲလိုတယ်ယုံကြည်မှုရှိရင်တော့ကိုယ်မလေးကျွေးတွေကြေပြီးလို့လာမှတ်လိုက်ပါတော့ခဲအားလုံးပဲကျွန်တော်ဗီဒီယိုဖိုင်လေးကိုတင်ရနာခွင့်ပြုပါတယ်ခဲအားလုံးပဲကျွန်တော်တို့
မနက်ဖြန်7နာရီခွဲမှာပဲပြန်ပြီးတွေ့ဆုံကြပါမယ်ဗျာကဲအားလုံးဘိုင်ဘိုင်ပါအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေတိုက်ရှူတိုင်းမှာလည်းငွေတွေထက်မကဝန်ထမ်းကြပါစေကိုစိတ်နှံပြကျမ်းမာရေးချမ်းသာကြပါစေဗျနောက် channel ကို subscribe မနေရတဲ့ကိုမလေးတွေ channel ကလေးကို subscribe လေးနှိပ်ပြီးကြည့်ပြပါနှိပ်ပြီးသားကိုမိုက်ကတော့ဝိုင်းပြီးတော့တက်တက် share ပါ share တော့ share လေးနော် share တော့ share ပါမျှဝေနိုင်တော့မျှဝေပေးပါ share နိုင်တော့ share နိုင်ဒီပိုကောင်းလေးပါပဲဘာကြောင့်ဆိုကျွန်တော်မနေ့ကမှအစင်ပြေမဲ့ခဏကလောအောင်ကောင်းဆုံးခဏဖြစ်နေတဲ့အတွက်ကြောင့်မို့ပါကဲတမလေးထားပြပါဦး